ရှင်မခံစားသူမမြင်နိုင်နဲ့ငါရဲ့တဲ့တွေကအတွင်ချိန်ဒီတရားများသူမမြင်နိုင်နဲ့ငါရဲ့တဲ့တွေကအတွင်ချိန်အတွင်ချိန်ဟဲ့ပတ်ဝန်းကျင်ရှိတယ်လေနော်ကိုတိန်နဲ့နေတာမဟုတ်ဘူးနော်ပတ်ဝန်းကျင်လေးလည်းအားနာအောင်ဗျာဘာလို့ဩနေရ ဟောကိုကြီးရဲ့တကြမ်းသားနီးနေပြီလေ အေးလေ မြို့ပေါ်မှာလဲမြို့လေကောင်မှာဘ ഹു မန်းတက်ဆောင်မှာတဲ့ အဲ့မန်းတက်ပေါ်တက်ပြီးတချင်းတက်ဆိုမလို့ တချင်းဆိုမှာ ဟုတ်တယ် ဒီအတွင်းကြီးတချင်း ဟုတ်တယ်လေ တကြမ်းပါဆိုမှာ ဟုတ်တယ်သမီးနဲ့ဒီတချင်းတစ်ပုတ်ပဲရတာကိုကြီးပါဖြစ်တော့ ဘာဆိုင်လို့တော့နော်အတွင်းကြီးနဲ့အဲ့တကြမ်းနဲ့ဘာမှမဆိုင်ဘူးတကြမ်းဆိုတာတကြမ်းချင်းဆိုရတယ်လေ ဟုတ်တယ်နော်ဘာမှလည်းမဆိုင် အဲ့ဒီတကြမ်းချင်းဆိုမှရမှာလေညီရတယ်ညီဟိုခုလူငယ်ကြားခေစားနေတချင်းလေးဆိုရင်ဆို ဘယ်တချင်းလဲကွယ် ဟိုချင်းတွေဟာဘာပါလဲအာတီမလမနမနီဟိုင်တော့ ဘာလို့ပြောနေရတော့ ဒီငါလည်းအဲ့ဗဇက်ကြီးဆိုရင်ဒီကြည့်လိုက်ရင်ဓာတ်ကြီးပဲတက်နေလို့ဟွာဆိုလိုက်အဲ့ဆိုတကြမ်းချင်းလူမီနဲ့အင်္ဂလိပ် ဟာကိုကြီး ဟမ် အဟင်းသလားထွင်းတချင်းကြီးမလား ဟုတ်တယ်နော်အဲ့တကြမ်းချင်းမဟုတ် အေး ဒီဟာလွယ်တယ်လေဗာလေမိန်းကလေးဆိုတာလေရင်းနေကတိကွက်နဲ့သူကာစင်လက်ခုပ်ကတိတိုင်းပါအေး အချင်းသမီးရတယ်ဗျ အေးလေအဲ့ဒါညီမမမိလာနေမှာညီအဲ့ဆူလို့ရတယ်လီ ဟုတ်တယ်သမီးစိုးဖို့မေ့နေတာတချင်းသမီးမေ့နားလဲထောင်မှုတွေရလဲရကိုကြီးသိလား အေးလေတကြံလေး ဟိုကလီရိန်းရွက်ရိန်းရွက်မဟုတ်ဘူးဟိုကဗာလေဟုတ်လက်စီလဲနေတက်စီများသွားနော်တက်စီသမားသူ့ဘာသူပို့ပေးလိမ့်မယ်ဒုက္ခပါပဲဟာမရမစိုးသမ်းမှလည်းအချက်ကွဲမယ်နော်ဘာမှမစိုးနဲ့အေးစစ်စစ်နေနော်ကိုပါကိုရေကစားအောင်ပါနော်ပလိတက်လို့ပလိတ်တမလို့ချူကိုကြီးသမီးက စိုးမှာ ဆိုမှရတာရတယ်ကိုကြီးသိလားအဲ့ဒါနားလဲထောင်မှုတယ်သမီးမေ့မေ့ွာတာစားကြောင်းလေးတိတ်မို့ကိုကြီးဒီလိုလုပ်ပါလားသမီးအပေါ်ကနေကိုကြီးသမီးတချစ်ဆိုပဲကိုကြီးဒီဘက်ဘေးနားလောက်ကနေပြီးဆင်းရဲဘေးနားလောက်ကနေပြီးလေးတင်ပါပစ္စည်းတွေဘာညာထုတ်ပိုးတယ်လူလိုဘာလို့ဟန်ဆောင်ရော အေးပါထမီတို့ထမ်းတာ ဟုတ်တယ် ဟာညီအဲ့တော့ဟုတ်ဘူးလေ မဟုတ်ဘူးပြောအောင်မယ်လေ လိုက်လို့ရပါတယ်ညီအကိုကြီးဆိုလိုက်လို့ရတယ်မလား ရလာတယ်စင်မတက်မှာ ဟုတ်တယ်ကိုကြီးအဲ့ဘေးကနေပြီးတော့ဒီလိုလေးလှုပ်လိုက်ဟဲ့မူရလေးနည်းနည်းလေးထောက်ပြဖို့ကိုကြီးရဲ့ညီမေးသွားတော့မဲ့အချင်းကြရင်ငါအမူအရာလေးနဲ့ပြရမှာ ဟုတ်တယ် ညီကအဲ့လိုကြတော့လိမ့်တဲ့မြင်သွားရင်ညီအချက်ကွင်းပါဗျ ဟာဘာမှဖြစ်ပါဘူးကိုကြီးရဲ့လေဒီမဲ့မတိမသားလေးပဲလောက်ပြမတိမသားလေးတမီးကလည်းကိုကြီးမတိမသားလေးဒီလိုလေးလန့်ရှူလိုက် ဒါဆိုပွဲဝင်ကအပြင်ကသေးပေါက်ဆိုသူတို့ပဲလောက်ရမှာတို့က ဟုတ်ပြီ ဟုတ်ဘူးအပြင်ကကျင်းပါဆိုသူတို့ပဲဟုတ်ပါတော့အခုတည်းကလေးချင်းမှာအဲ့ကြမှာကြိုက်ပါလေတောင်းတဲ့ကော ဟုတ်တယ်နော် ဟုတ်တယ် အဲ့ကြတော့အခုစိုးကြည့်စမ်းစိုးကြည့် စားဆိုကြည့် အေးငါဟမ်ငါထောက်ပြီနော် ဟုတ်ပြီအဲ့ဆိုရင် ရင်းနွယ်ကဒီကွက်နဲ့သူကစင် ငါokay ရင်းနွေကဒီကွနဲ့တူကစေမလေးကိုဖျားဖူးလိုက်မလား အမျိုးလည်းကြတယ်လေ ညာရွယ်နော် ဟုတ်ဘူးလေညဘယ်နဲ့မန်းလေးပါဖျားဘူးလို့လက်ခုပ် ဟာကိုကြီးလက်ခုပ်ဆိုလို့ရှိရင်လဲဖြောင်းအဲ့လိုတီးချလိုက်စမ်းပါကိုကြီးကဘလို့ဖြစ်ပြီးဒီလိုလေးဆို ကြားပြီပေါ့ဗျပြိဿကကြားပြီရိမ့်မိသွားပြီညီအချက်ကွဲမှာလေ အဲ့ဆိုလဲနည်းနည်းပပဒီလိုလေးဘတ်လို့မြည်အောင်နည်းနည်းလေးဟပြီးတော့ရိုက်ဖို့ကိုကြီးရဲ့ ဒါလက်ဥကြီးနဲ့တူကဒီလိုလွတ်လိုက်မယ်ဒီလိုရလား ဟုတ်တယ်ရတယ် ဒီလိုနော် ဟုတ်တယ်အဲ့လိုလုပ် လက်ခုပ်တန်းနော် လက်ခုပ်တန်းပြောပြီရင်းတွေကတီကွနဲ့တူကစီလက်ခုပ်တန်းလက်ခုပ်တန်းလက်ခုပ်တန်းသေးပေါက်ကြမှာလား လက်ခုပ်တန်းနဲ့သေးပေါက်တယ်နဲ့ဘာမှလည်းမဆိုင်ဘူး ကိုရသေးပေါက်တဲ့ဘုံကြီးလုံနေအယို ဟုတ်ဘူးလေစီးချက်လိုက်မှာလားသိနေစီးနေတူတူပဲဟာညှိရှင်းပြညီအဲ့တော့မှမလုပ်ဘူးပေါ့ ဟာကိုလှုပ်စမ်းပါကိုရကူကြီးစမ်းပါတမီးဟုတ်ပြီစီချက် စီကိုငါဘယ်လိုပြရမှာတော့ စီဟုတ် သိနေစီနေတူတူပဲ ဟုတ်တယ်နော်ဟုတ်တယ်တမီးမ လက်ခုပ်တန်းစီချက်လိုက်မှာလားလက်ခုပ်တန်းစီချက်လိုက်မှာလားထိုင်ပဲစီချက်လိုက်မှာလား โอเคပြန်စမယ် ရင်းနေကတိကွနဲ့သူကစ ရင်းနေကတီကွနဲ့တူကစီလက်ခုပ်တန်းစီချက်လိုက်မှာလားလက်ညှိုးနှချောင်းပွေးမခင်ချစ် ဟုတ်ဘူးလေ လက်ညှိုးနှချောင်းဘူးအဲ့ဒါဥမောင်ဦး ညီမျိုးတွေမကုန်နိုင်တော့ဘူးဟာဒီလိုဟာ အဲ့ဒါလက်မနှချောင်းထောင်အဲ့ဒါကိုဖုံးမောင် ဟာမလည်းမသိဘူးဗျလုံးဝတော့ ဟာကိုစတာလို့ကိုပြောမှာ ညီညာ ညီညာလားဒီလေကိုရညီညာအဲ့တိုင်းနဲ့ဘာဆိုင်လို့တော့ ညီအောင်ပြလိုက်တာဒါလေးကိုဒီလိုညီတော့ညီညာအဲ့လိုမျိုးညီညာလက်ခုပ်တန်း
စီချက်လိုက်ပါလားညီညာ ဟုတ်ပြီပြန်ဆုံးမယ်ကိုစနေပြန်ဆုံး နော်ရင်းနေကဒီကနေကစင် โอเคရင်းတွေကဒီကနေတူကားစီလက်ခုပ်တန်းစီကြလိုက်မလားညီညာညီညာလက်မွေးပေါက်ကြ ဘာလို့လဲဘာပြောလက်မှုလို့ လက်ရဲ့အမွေလက်မှာရှိတဲ့အမွေလက်မွေးလေကိုရညီညာအမှလက်မွေးပြတာမဟုတ်ဘူးလား ဟာဒုက္ခပါပဲဟာညင်းတွေ့နော်ညင်းကိုပြတာ ဘယ်မလို့ကိုရညင်းမှာမပါပဲနဲ့ ဟောဗျာညီနားလေပဲငါညင်းသူများစီတော့ကူးအောင်မလားဟာဟောဇာပြန်နဲ့တော့ကူးအောင်မလားဟာဟိုမစုံနဲ့တော့အဆက်ကွဲမယ်ဟာမလည်းမသိဘူးလောက်တော့ကွာညင်းပါကွာ